အားလုံးပဲ Racy ရဲ့ရေအောက်ကဘာကြီးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောနေကြတယ်။ဒါကတကယ်ရောဟုတ်လို့လား။ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့မမြင်ဘူးသိတဲ့ Racy ရဲ့ရေအောက်က Sea Monster တွေနဲ့ရေနက်ပိုင်းအလှတွေရေအောက်ကိုဘယ်လိုစူးစမ်းရမလဲဆိုတဲ့နည်းလမ်းတွေနဲ့စိတ်ဝင်စားစရာကောင်းတဲ့ theory အရှုပ်ကိုကျွန်တော်9မိနစ်အတွင်းပြောပြပေးတော့မှာဖြစ်ပါတယ်။ဆိုတော့အားလုံးပဲအဆင်သင့်ဖြစ်ရင်တွားလိုက်ကြရအောင်။ကျွန်တော်တို့အရင်ဆုံးတည်ထားရမှာက Racy ရဲ့ပင်လယ်ကအဆင့်9ဆင့်ဆိုပြီးတော့ခွဲထားတယ်။ပုံနဲ့တဲ့နေရာကိုတွားလီလီပို့ပြီးတော့ကြောက်စရာကောင်းတဲ့အကောင့်တွေနဲ့တွေ့ရလီလီပါပဲ။ဒါကတော့တက်ရွယ်ဝင်အတီးပြထားတဲ့အချက်တွေပါ။ကျွန်တော်ကတော့ Racy တဲ့က Sea Monster တွေအားလုံးရဲ့ပုံကိုတွေ့ပြီးပြီဆိုတော့ဒီကောင်တွေကဘယ်နေရာမှာနေလဲဆိုတော့ကိုခက်မှန်းကြည့်လိုက်ကြအောင်။တကယ်တော့ပင်လယ်တော်တော်တိုင်းကသူတို့တက်မှတ်ထားတဲ့နေရာမှာပဲအမြဲတမ်းရှိနေမယ်လို့တော့ကျွန်တော်မထင်ဘူး။တချို့ကတော့ရေအနက်2ဆင့်3ဆင့်ကြားမှာပဲကူတန်သွားလာနိုင်မယ်လို့တော့ထင်တယ်။ကစားသမားတွေကိုလိုက်ဖန်တာမျိုးပဲဖြစ်ဖြစ်ကစားသမားတွေစီကနေထွက်ပြေးတာမျိုးပဲဖြစ်ဖြစ်ပေါ့။လွန်ခဲ့တဲ့တစ်နှစ်လောက်က Racy developer တွေက Racy အတွက်ပင်လယ်တော်အရှိုးရဲ့ပုံတွေကိုတင်ပေးခဲ့တယ်။သူတို့ကတော့ရင်းနေတော်လေးတွေလို့လည်းပြောလို့ရတယ်။အောက်ဆုံးမှာရှိတဲ့အကောင့်တစ်တီလေး၄ကောင်ကတော့ရေရဲ့ပထမဆုံးအဆင့်မှာရှိနေဖို့များတယ်ဆိုလိုတာကဒီကောင်တွေကခရီးတွားနေတဲ့တင်ဘောတွေကိုလိုက်ပြီးတော့တိုက်ခိုက်နိုင်တာပေါ့ဒါကတော့နောက်ထပ်အတွေ့များတဲ့ပင်လယ်တော်ဝါတွေထဲကတစ်ကောင်ပဲဖြစ်ပြီးတော့ပင်လယ်ရေမျက်နှာပြင်မှာပဲတွေ့နိုင်မှာပါသူကတော့ enemy ထဲမှာအထင်ရှားဆုံးတော်ဝါဖြစ်ပြီးတော့ဒီ game ထဲမှာလည်းပါလာနိုင်ပါတယ်ပထမဆင့်ရဲ့ရေနက်ပိုင်းမှာတွေ့နိုင်တဲ့နောက်ဆုံးအကောင်ကတော့ Kraken ပါသူကပထမအဆင့်မှာအကြီးဆုံးနဲ့အတန်မဆုံးအကောင်ဖြစ်နိုင်ပါတယ်သူကတော့ပထမအဆင့်နဲ့ဒုတိယအဆင့်ကိုကူတန်းသွားလာနိုင်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ကဲခုပုံနေတဲ့နေရာကိုဆင်းပြီးတော့အလယ်မှာရှိတဲ့ပင်လယ်တော်ဝါ9ကောင်အကြောင်းကိုပြောကြရအောင်သူတို့ကတော့ဒုတိယနဲ့တတိယရေအနက်အဆင့်လောက်မှာတွေ့နိုင်ဖို့များပါတယ်ဘာလို့လဲဆိုတော့သူတို့ကခြေက4ကောင်တန်း2ဆနီးပါလောက်ကြီးပေမဲ့တရားဝင်အချက်တွေအရာတတိယအဆင့်မှာပဲတွေ့ရမယ်ဘာလို့လဲဆိုတော့စီကင်ထန်2ဆလောက်တင်းနေတယ်လို့ပါဒီကောင်ရဲ့အရွယ်အစားကိုပို့ပြီးတော့မြင်တာအောင်ပြရမယ်ဆိုရင်တော့ဒါကတော့တရားဝင်အရွယ်အစားနှိုင်းရှင်ထားတာပါဒီအဆက်လေးကတော့ကစားသမားဖြစ်ပြီးတော့ဒါကတော့ဂိမ်းထဲမှာအကြီးဆုံးတင်မောကြီးပဲဖြစ်ပြီးတော့တင်မောပေးရအကောင်ကတော့စီကင်ပဲဖြစ်ပါတယ်သူတို့ရဲ့အရွယ်အစားကိုတော့အတိမပြည့်ရသေးပေမဲ့စီကင်တဲ့နည်းနည်းလေးတော့ပိုတင်းနိုင်တယ်လို့တော့ထင်ပါတယ်သူကဒုတိယနဲ့တတိယအဆင့်ကြားမှာကူတန်းသွားလာနိုင်မယ်စီကင်ကတော့တတိယနဲ့စတုတ္ထအဆင့်ကြားကိုသွားလာနိုင်မယ်လို့တော့ထင်ပါတယ်ဝမ်းနည်းစရာကောင်းတာကတော့ကျန်တဲ့စီကင်9ကောင်အကြောင်းကျွန်တော်တို့ကိုဘာမှပေးမသိသေးပါဘူးဒါပေမဲ့သူတို့ရဲ့ပုံတန်နဲ့ပြသထားတဲ့အစီအစဉ်အရာခက်မှန်ရရင်တော့အညူရောင်စီကင်းကစတုတ္တနဲ့ပြစ္စမအဆင့်အဖြူရောင်ကတော့ပြစ္စမနဲ့စတမအဆင့်အစိမ့်နုရောင်ကတော့စတမနဲ့တတမအဆင့်အနီရောင်စီကင်းကတော့တတမအဆင့်တက်ဖြစ်ပြီးတော့ခေါင်းပေါ်မှာမီးအိမ်ပါတဲ့အပြာရောင်ကောင်ကလည်းတတမအဆင့်မှာပဲရှိမယ်လို့တော့ခက်မှန်းရပါတယ်အဲ့ဒါတွေမဟုတ်ဘဲနဲ့ရေအနက်အဆင့်တိုင်းမှာလည်းဒီလိုပုံ5မျိုးစုံနဲ့ပြည့်နေနေမှာပါရေအနက်တိုင်းမှာလည်းဒီလိုငမန်းမျိုးရန်လိုနေတဲ့တတဝါအတီးလေးတွေကိုလည်းရှိနေဦးမှာပါကဲဆိုတော့အခုရေနက်ပိုင်းကိုဘယ်လိုစူးစမ်းကြမလဲဆိုတာကိုပြောကြရအောင်ပထမအဆင့်နဲ့ဒုတိယအဆင့်လောက်ကိုရေကူးပြီးတွားလို့ရမှာဖြစ်ပြီးတော့ဒီဘေးကအဝိုင်းနားလေးကိုတွားမယ်ဆိုရင်တော့အောက်ဆီဂျင်ရမှာပဲဖြစ်ပါတယ်ပြီးတော့ဒီအဝိုင်းရဲ့ဘေးနားကရေဝဲနားလေးကိုတွားမယ်ဆိုရင်တော့စပီးပူတာရမှာပါပုံနဲ့တဲ့နေရာကိုတွားချင်ရင်တော့ရင်ငုတ်တင်မောလောက်နေပဲတွားလို့ရပါလိမ့်မယ်ပြီးတော့ဒီ fruit user တွေကလည်းရေထဲကိုဆင်းလို့မရတော့ဘူးလားဆိုတော့မဟုတ်ပါဘူးဒီ fruit user တွေအတွက်တီးတန်ရင်ငုတ်ဝစ်စုံတွေရှိပါတယ်လောလောဆယ်တော့ဒီဝစ်စုံကို2မျိုးပဲတွေ့ရသေးပါတယ်တစ်တာဝစ်စုံကတော့နည်းနည်းဈေးပေါ်တဲ့ပုံစံမျိုးဖြစ်ပြီးတော့အစင်းရောင်ကတော့အစင်းမြင့်တဲ့အမျိုးအစားလို့ထင်ပါတယ်နောက်ဆုံးဆွေးနွေးရမယ့်အချက်ကတော့ရေအောက်ရှုခင်မှာဘယ်လိုပုံစံမျိုးလဲဆိုတော့တော့ပုံတွေအများကြီးမတွေ့ရသေးပေမဲ့စိတ်ဝင်စားစရာအချက်အရှုတော့ရှိပါတယ်ဥပမာအားဖြင့်ရေအောက်မှာလေရှိတဲ့ဂူတွေရှိမှဖြစ်ပြီးတော့အဲ့ဒီမှာယတနာအမျိုးမျိုးကိုလည်းရှာတွေ့နိုင်ပါလိမ့်မယ်နေရာလိုက်ရေအနက်ဒီကကွဲပြားနေပါလိမ့်မယ်ပင်လယ်ချမ်းပြင်ရဲ့အရှုနေရာတွေမှာတော့ကြောက်အနက်ကြီးရှိနေမှာဖြစ်ပြီးတော့အဲ့နေရာတွေမှာပဲရှိမယ်လို့တော့ကျွန်တော်တို့ထင်ပါတယ်တကယ်တော့ဒါကရေအောက်ရှုခင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရထားတဲ့တစ်ခုတည်းတော့ပုံပဲဖြစ်ပါတယ်ကဲအခုဗီဒီယိုလေးကတော့ Racy ရဲ့ရေအောက်ကပါအကြောင်းကိုနည်းနည်းလေးတော့နားလည်သွားစေမယ်လို့မျှော်လင့်ပါတယ်တကယ်လို့အထောက်အကူဖြစ်တယ်ဆိုလို့ရှိရင်တော့ like လေးပေးဖို့နဲ့တငယ်ချင်းတွေကို share ပေးဖို့နဲ့ကျွန်တော် channel လေးကို subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်